အပိုင်း6ရဲ့အစမှာဆိုရင်တော့ယာမာတို့ရှူဘိုးနဲ့တီယူတို့စီးနှင်းလာတဲ့ပြုပြင်ဘီးကစားဆက်ရုပ်ရဲ့အရှိမရန်သူအဖွဲ့အသစ်ကြီးကဝိုင်းရံလာပါပြီဒီခါရန်သူတွေဟာအရင်ကထက်ပုံမဖွဲ့စည်းမှုရှိပုံရပြီးပုံစံမျိုးစုံနဲ့ပါဝင်လာကြပါတယ်ယူဘိုးကာဝေးစနစ်ကိုစစ်ဆေးရင်ဒီကောင်တွေကအရင်ကထက်ပိုမြန်လာတယ်ငါတို့ကာဝေးစနစ်ကအကောင်းဆုံးအခြေအနေမှာမရှိဘူးနော်ဆိုပြီးတော့လှမ်းပြောလိုက်ပါတယ်တီယူကရေဒါကိုအသေးအံကြည့်ရင်သူတို့ရဲ့လှုပ်ရှားမှုပုံစံတွေကပြောင်းလဲသွားပြီးအရင်တိုက်ပွဲကငါတို့ရဲ့နီးဗျူဟာတွေကိုခွဲချမ်းစိတ်ဖြာထားပုံရတယ်ယာမာတို့ကဓာနလက်ကိုတင်းတင်းဆုပ်ထားပါတယ်သူ့မျက်လုံးထဲမှာဒေါသနဲ့တုတ်ပြန်လိုစိတ်တွေပြည့်နှံ့နေပါတယ်ယာမာတို့ကအာမန်အပြည့်နဲ့ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမယ်ခွဲချမ်းစိတ်ဖြာခြင်းနဲ့စိတ်ကြိုက်လောက်ပါစေငါတို့ကလူမိုက်တွေဘယ်တော့မှဒီပုံစံတိုင်းမနေဘူးစေယုတ်ကြီးဟာရန်သူတွေကြားတဲ့ပြင်းထန်စွာခုံဝင်လာပြီးတိုက်ခိုက်ပါတော့တယ်ယာမာတို့ရဲ့ရဲရင်နဲ့တိုက်ခိုက်မှုတွေဟာအားကောင်းပေမဲ့ရန်သူတွေကအဆင့်မြင့်ထားသူတို့ရဲ့လှုပ်ရှားမှုတွေကိုပုံမတီးကြစွာပိတ်ဆို့နိုင်ခဲ့ပါတယ်ရူဘိုကအော်ဟစ်ပြီးယာမာကိုဘယ်ဘက်ချမ်းကိုရှောင်းအဲ့ဒါအားနေချက်ဆိုပြီးတော့ယူဘိုကိုတတိပေးလိုက်ပါတယ်အဲ့ဒီတတိပေးချက်ကိုကြားပေမဲ့အဆင့်မြင့်ထားတဲ့ရန်သူနှစ်ကောင်ကယာမာတို့ရဲ့စေယုတ်ကိုနှစ်ဖက်စလုံးကနေပြင်းထန်စွာဝိုင်းရိုက်လိုက်ပါတယ်စေယုတ်ရဲ့လက်မောင်းတစ်ဖက်ထိခိုက်ပျက်စီးသွားပြီးဓာတ်တလက်မြေပြင်ပေါ်ပြုတ်ကျသွားပါတယ်ကုကဲအခန့်မှာမီနာမီနဲ့အဖွဲ့သားတွေကစိုးရင်ပူပန်နေကြပါတယ်မီနာမီကစိတ်ပူစွာနဲ့ဘာဖြစ်တာလဲတိုက်ခိုက်မှုတွေကမြန်လွန်းနေငါတို့အဖွဲ့ရဲ့လှုပ်ရှားမှုတွေကမှန်ကန်နေပေမဲ့ရန်သူကအစင်းသစ်ဖြစ်နေတယ်လို့ပဲဒူကေးခေါင်းရမ်းပြီးဒီရန်သူတွေကငါတို့ရဲ့အချက်လက်တွေကိုတုံးပြီးတံပြန်တိုက်ခိုက်မှုနီးလန်းတွေကိုတုံးထုထားပုံရတယ်သူတို့ဟာငါတို့ထက်ခြေတလန်းတာနေတယ်ဂျာမာတို့ဟာအခုတော့ဓာတ်လက်ထဲနဲ့တိုက်ခိုက်နေရပါပြီရန်သူရဲ့စီကံရှိတဲ့တိုက်ခိုက်မှုတွေကသူ့ကိုဖိအားပေးလာပါတယ်တီယူကတင်းမာစွာနဲ့ဂျာမာတို့မင်းရဲ့တိုက်ပွဲဝင်တဲ့စိတ်ဓာတ်ကိုအတုံးချပြီးသူတို့ခံမှန်းလို့မရနိုင်တဲ့လှုပ်ရှားမှုတွေကိုလုပ်ရမယ်မင်းရဲ့ထူးခြားတဲ့ရီတန်ကိုရှာပါဆိုပြီးတော့တီယူကပြောလိုက်တဲ့အချိန်မှာတော့ဂျာမာတို့ကသတိရသွားပါတယ်သူဟာတံပိုင်လုံးနဲ့တိုက်ခိုက်တုန်းကလိုယူသွတ်ပြီးရှုပ်ထွေးနေတဲ့ပုံစံမျိုးကိုပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာစေယုတ်ကိုတည်ငြိမ်မှုမရှိတဲ့ပုံစံနဲ့လှုပ်ရှားပြီးရန်သူရဲ့ခံမှန်းချက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။သူတို့၃ယောက်လုံးဟာအသက်ရှူနှုံးနဲ့စီးကျန်းညီအောင်ကြိုးစားပြီးစေယုတ်ရဲ့လှုပ်ရှားမှုတွေကိုရုတ်တရက်ပြောင်းလဲတွေလှုပ်ဆောင်လိုက်ပါတယ်။ဒီနည်းဗျူဟာအလုံးဖြစ်သွားပါတယ်။ရန်သူစေယုတ်တွေဟာယာမာတို့ရဲ့ယူသွတ်တဲ့လှုပ်ရှားမှုတွေကြောင့်လှည့်စားခံလိုက်ရပြီးတကောင်နဲ့တကောင်ထိမိတိုက်ခိုက်ကုန်ကြပါတယ်။ယာမာတို့ဟာယူသွတ်တဲ့တိုက်ခိုက်မှုတွေနဲ့ရန်သူတွေကိုတကောင်ပြီးတကောင်ဖြိုခွင်းနိုင်ခဲ့ပါတယ်။